ဒီကောင်မလေးကငငယ်ကလေးကသူမဟာမိဘတွေရဲ့သွေးသားရင်းမဟုတ်ဘူးလို့တန်တရားဝင်နေခဲ့ပါတယ်။အကြောင်းကတော့သူမရဲ့ဖခင်ဟာကုမ္ပဏီကိုဘီလီယံချီမြတ်ရအောင်စီမံနိုင်တဲ့စီးပွားရေးတတိကြီးတစ်ယောက်ဖြစ်ပြီးမိခင်ကလည်းဖြော်ပြရေးလောကရဲ့ထိပ်တန်းမင်းသမီးနဲ့အလှပေမတူဖြစ်နေခဲ့ပါတယ်။အကိုဖြစ်သူကလည်းအသက်4နှစ်အရွယ်မှာပဲကိုပိုင်ပကြီးပြပွဲကျင်းပနိုင်ခဲ့ပြီးသတင်းမီဒီယာတွေကပါရမီရှင်အဖြစ်ချီးကျူးခဲ့ကြပါတယ်။အိမ်ကအစီအကံတွေတောင်သူနဲ့ရင်ကောင်းဖမ်းနိုင်တဲ့ထူးခြားတဲ့ကျွမ်းကျင်မှုရှိကြပါတယ်။ဒီလိုမိသားစုထဲမှာသူမတယောက်တည်းကပုံမှန်လူတယောက်လိုဖြစ်နေပြီးရိုးရိုးတွက်ချက်တာတော့ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။ဒါကြောင့်မွေးဖွားတဲ့နေ့မှာပဲတခြားကလေးတယောက်နဲ့မှားလဲသွားခဲ့တယ်လို့ထင်ခဲ့တာပါ။ကံကောင်းတာကတော့မိဘတွေနဲ့အကိုကသူမကိုအရန်ချစ်ကြတာကြောင့်ဒီတွေးကိုတဖြည်းဖြည်းမေ့သွားခဲ့ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့သူမရဲ့ဘဝကိုပြောင်းလဲသွားစေမဲ့အမျိုးသမီးတယောက်ရောက်လာခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးကသူမဟာဒီမိသားစုရဲ့သွေးသားရင်သမီးအစ်စ်ဖြစ်ပြီးငွေကန်ထဲမှာသူနာပြုတယောက်ကကလေးနှစ်ယောက်ကိုမှားလဲပေးခဲ့တာလို့ပြောလာပါတယ်။ဒါအပြင်ချမ်းသာတဲ့ဘဝကိုရတင်တာကလည်းသူမပဲလို့ဆိုခဲ့ပါတယ်။ဒါပေမဲ့မိဘတွေကသူမရဲ့စကားကိုအလွယ်တကူမယုံကြည်ခဲ့ပါဘူး။အဲ့ဒီအမျိုးသမီးကကောင်မလေးကိုဆွဲခေါ်လာပြီးနှိုင်းရှင်ပြခဲ့ပါတယ်။သူမကပိုးလာတယ်စတော်တယ်။အမြဲတမ်းထူးချွန်ခဲ့တယ်ဆိုပြီးဒီချက်တွေကသမီးအစ်စ်ဖြစ်ကြောင်းသက်သေပြနေတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့မိဘတွေကတော့ဘာကိုယုံရမလဲမသိကြသေးပါဘူး။အဲ့ဒီအချိန်မှာအစီကံတယောက်ကတင်းနဲ့စစ်ဆေးဖို့အကြံပေးလိုက်ပါတယ်။အားလုံးကသဘောတူပြီးဆေးရုံကိုသွားစစ်ကြပေမဲ့ရလက်ထွက်ဖို့တလားဆောင်ရမယ်လို့ဆရာဝန်ကပြောခဲ့ပါတယ်။ဆောင်ဆိုင်ရတဲ့ကာလအတွင်းအဲ့ဒီအမျိုးသမီးကမိသားစုနဲ့ကိုရင်းနှီးအောင်အိမ်မှာလာနေခြင်းနဲ့လို့တောင်းဆိုခဲ့ပါတယ်။မိဘတွေကလည်းလက်မခံပဲမနေပဲသူမအတွက်အခန်းပြင်ဆင်ပေးဖို့အစီကံကိုခိုင်းလိုက်ပါတယ်။အမျိုးသမီးကအရန်ပျော်သွားခဲ့ပါတယ်။တနာရလက်ထွက်လာတဲ့အခါအားလုံးကသူမကိုပိုချစ်လာပြီးကောင်မလေးကိုအိမ်ကနေထုတ်ပစ်လိုက်မယ်လို့ယုံကြည်နေခဲ့တာပါ။ဒါပေမဲ့ကောင်မလေးကဒီမိသားစုကိုတာမန်တွေးနဲ့မကြည့်ပါနဲ့လို့သတိပေးခဲ့ပါတယ်။သူမကတော့ကောင်မလေးကမိသားစုရဲ့အချစ်ကိုဆုံးရှုံးမှကြောက်လို့ပြောတာလို့ထင်ပြီးအဲ့ဒီသတိပေးချက်ကိုလုံးဝကြည့်မဆိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာအစီကံတယောက်ကကောင်မလေးရဲ့အိမ်ငွေခွေးအတွက်ခွေးစာအစ်စ်ယူလာပါတယ်။အမျိုးသမီးကချက်ချင်းလူယူပြီးမိသားစုနဲ့ရင်းနှီးဖို့ခွေးကနေစမယ်လို့ကြေညာလိုက်ပါတယ်။ကောင်မလေးနဲ့အစီကံကတားကြပေမဲ့သူမကခွေးကိုကိုယ်တိုင်စာကျွေးမယ်လို့အတင်းလုပ်ခဲ့ပါတယ်။ဒါပေမဲ့ခွေးကိုတွေးလိုက်တာနဲ့ကြောက်လန့်ပြီးထွက်ပြေးခဲ့ရပါတယ်။ခွေးကလည်းလိုက်ကိုက်ခဲ့တာကြောင့်အခြေအနေဆိုးရွားသွားခဲ့ပါတယ်။အရေးကြီးတဲ့အချိန်မှာကောင်မလေးကဝင်ခဲ့ပေးခဲ့ပေမဲ့အမျိုးသမီးကတော့ခွေးကိုတိုက်ခိုက်ခိုင်းတာလို့ထင်နေခဲ့ပါတယ်။ရှင်းပြဖို့တော့မရသေးခင်သူမရဲ့တင်ပါမှာတွေးထွက်နေတာကိုတွေ့ပြီးနေလဲသွားခဲ့ပါတယ်။ကောင်မလေးနဲ့အစီကံကသူမကိုဆေးရုံပို့ပြီးခွေးယူပြန်ကာကွယ်ဆေးထိုးပေးခဲ့ရပါတယ်။အကြီးကြီးကိုမြင်လိုက်ရတာနဲ့သူမနာကျင်လုံးလို့ငိုယိုခဲ့ရပါတယ်။အိမ်ပြန်ရောက်တဲ့အခါမိခင်ကကောင်မလေးကိုအဝတ်စားအသစ်ဝတ်ကြည့်ဖို့ခေါ်ခဲ့ပါတယ်။ကောင်မလေးကမြင်လိုက်တဲ့အခါအမျိုးသမီးကအခွင့်အရေးကောင်းလို့ထင်ပြီးသူမကဝတ်ကြည့်မယ်လို့ပြောလိုက်ပါတယ်။မိခင်ကအရန်ပျော်သွားပြီးမင်းကိုအလှဆုံးမင်းသမီးဖြစ်အောင်ပြင်ပေးမယ်လို့ပြောခဲ့ပါတယ်။အမျိုးသမီးကစိတ်ကူးရင်ပြီးပျော်ရွှင်နေခဲ့ပါတယ်။စိန်ခံဝတ်စုံတွေဝတ်ပြီးကောင်မလေးကိုမိသားစုတွေကဖယ်ရှားနိုင်တော့မယ်လို့တွေးနေခဲ့တာပါ။ဒါပေမဲ့နောက်တစ်ခဏမှာတော့သူမဟာရောင်စုံမီးလုံးတွေချိတ်ဆွဲထားတဲ့ခရစ်စမတ်တစ်ပင်တစ်ပင်လိုဝတ်ဆင်ထားတဲ့ပုံစံနဲ့လူတွေရှိပေါ်လာခဲ့ပါတယ်။အမှန်တော့မိခင်ရဲ့ fashion အမြင်ဟာအရန်ထူးဆန်းလွန်းတာကြောင့်ကောင်မလေးနဲ့အကိုဖြစ်သူတောင်သူမပြင်ပေးတာကိုမကြိုက်ကြတာဖြစ်ပါတယ်။ညစာစားချိန်ရောက်တော့ကောင်မလေးကထိုင်စားဖို့အချက်ပြခဲ့ပေမဲ့အမျိုးသမီးကမထိုင်ပဲအန်တီဖန်တီပေးထားတဲ့ဒီလက်ရာကြီးကိုမဖျက်ဆီးခြင်းဘူးလို့ပြောလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့မိခင်ကပိုတောင်ဝမ်းသာသွားပြီးသူမကိုတလားလုံးကိုပိုင် fashion model အဖြစ်အသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီတစ်ခါတော့အမျိုးသမီးဟာလုံးဝစကားမထွက်နိုင်အောင်အံ့ဩသွားခဲ့ရပါတော့တယ်။